ခဏလောက်အာယုံစိုက်ပေးပါဦးဒါကတော့ဒီယာဒီမှာလုံးဝမကြည့်ပဲမနေရမယ့်ရုပ်ရှင်စကားကြီးဖြစ်ပါတယ်ဇလန်းကပင်လယ်ကမ်းခြေမျိုးလေးတစ်မျိုးမှာအခြေတည်ထားတာပါရာသီဥတုခန့်မှန်းချက်ကနေတတိပေးချက်ထုတ်ပြန်ထားတာကြားလာပြီဖြစ်ပြီးအင်အားပြင်းမုန်တိုင်းကြီးတစ်ခုကကမ်းခြေစီကိုဥတီရွေ့ရလာနေပါတယ်မြို့ခံတော်တော်များများကလည်းစတင်ရွှေ့ပြောင်းနေကြပါပြီဒါပေမဲ့ဒီလိုရေးကြီးတဲ့အချိန်ခါသမယမှာပဲမြို့ကအမဲသားပြင်ဆင်ထုတ်ပိုးတဲ့စက်ရုံကအခုထိပိတ်သိမ်းခြင်းမရှိသေးပါဘူးဆက်ဆောင်မျိုးသမီးဖြစ်သူလီဆာဟာကိုဝင်အရင်အမကြီးနဲ့မိဘခါနီဖြစ်နေပေမဲ့လည်းသူမရဲ့အထက်လူကြီးကအလုပ်ဆင်းဖို့အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်သူမအနေနဲ့စိတ်ဆိုးဒေါသထွက်ရပေမဲ့လည်းအလုပ်ကင်အတွက်ကြောင့်ရွေးချယ်စရာမရှိပဲအလုပ်ချိန်ပြည့်အောင်လုပ်ခဲ့ရပါတယ်နောက်ဆုံးတော့အလုပ်ချိန်ပြီးဆုံးသွားခဲ့ပါပြီအပြင်မှာတော့လူတောင်မတက်ရရခက်ခဲလောက်အောင်လေတွေအပြင်းထန်တိုက်ခတ်နေပါတယ်လီဆာဟာကားမောင်းပြီးအိမ်ကိုအပြေးလွှာပြန်ခဲ့ပါတယ်စက်ရုံမှာတော့အခုထိမပြန်သေးတဲ့ကုန်တင်ကားမောင်းသမားတစ်ယောက်ကြန့်ရှိနေပါသေးတယ်သူကတော့နောက်ဆုံးကျန်တဲ့အမဲသားကုန်တင်အတုပ်ကိုအရောက်ပို့ပေးဖို့ဆုံးဖြတ်ထားတာပါသူတို့နှစ်ယောက်စလုံးဟာဒီအမဲသားကုန်တင်မှုကပိုပြီးကြီးမားတဲ့ဘေးအန္တရာယ်ဆိုးကြီးစီကိုဥတီသွားစေမယ့်အရာဖြစ်လာတော့မယ်ဆိုတာမသိရှိခဲ့ကြပါဘူးလီဆာဟာစားတောက်ကုန်အချို့ဝယ်ဖို့ကုန်စုံဆိုင်မှာရက်တက်မှုစီစဉ်ထားခဲ့ပေမဲ့ဆိုင်ကပိတ်သွားခဲ့ပါပြီအပြင်မှာလေပြင်းမုန်တိုင်းတန်ကပုံမိုးကျလောင်လာပြီးဆိုင်ဘုတ်ကလည်းပြိုကျလူနီးပါးရိမ့်ထုတ်နေပါတယ်ဒီမုန်တိုင်းဟာသူမထင်ထားတာထက်ပိုပြီးအန္တရာယ်ကြီးနိုင်တယ်ဆိုတာလီဆာနောက်သဘောပေါက်သွားခဲ့ပါတယ်သူမမျိုးထဲမှာဆက်မနေရတော့ပဲအဝေးပြေးလမ်းမကြီးစီကိုတန်တန်မတ်မတ်မောင်းနေပြီးဒီနေရာကနေအရင်ဆုံးထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လမ်းတစ်ဝက်မှာတင်ရှေ့ကလမ်းကလဲကျနေတဲ့တစ်ပင်ကြီးတွေကြောင့်ပုတ်ဆို့နေတာကိုတွေ့လိုက်ရပါတယ်အမဲသားတွေတင်ဆောင်လာတဲ့ကုန်တင်ကားကြီးကလည်းလမ်းဘေးမှာရပ်တန့်ထားပြီးရင်မောင်းကလည်းစိုးရိမ်တကြီးနဲ့လမ်းလျှောက်နေပါတယ်ဒါကမြို့ပြင်ကိုထွက်တဲ့အဓိကလမ်းမကြီးဖြစ်တာကြောင့်လဲကျနေတဲ့တစ်ပင်တွေကလူတိုင်းကိုပိတ်မိစေခဲ့တာပါလီဆာရဲ့ကားကပိုပြီးတင်းငယ်တာကိုမြင်တော့တယောက်ကတကိုင်းတွေကြားထဲကနေတိုးထွက်သွားဖို့အကြံပြုခဲ့ပါတယ်ဒါပေမဲ့သူမကားကောင်းကိုအသားလေးတိုးဝင်လိုက်တာနဲ့ကားအောက်ပိုင်းကတကိုင်းတွေနဲ့ညှိပိတ်မိသွားပြီးရှေ့တိုးနောက်ဆုတ်လို့မရတော့ပါဘူးအတိအကျပင်ထိုးချိန်မှာပဲဝေးလံတဲ့နေရာကနေအုံခနဲ့ဂျိန်းခနဲ့အတန်တွေဆက်တိုက်ထွက်ပေါ်လာပါတယ်ပင်လယ်ရေတိုင်းကြီးကလှိုင်းလုံးကြီးတွေကြောင့်ပြိုပြက်သွားခဲ့ပါပြီနောက်တစ်စက္ကန့်မှာပဲပင်လယ်ရေတွေကမြို့ထဲကိုအရှိန်ဟုန်နဲ့စီးဝင်လာပါတော့တယ်ရေကြီးမှုတွေချင်းကက်လာတာကိုမြင်တော့ကုန်တင်ကားမောင်းသမားကကုန်းမြင့်ပေါ်မောင်းတက်ဖို့ဂီယာကိုအတင်းနှင်းခဲ့ပေမဲ့ကားကတိတ်လေးလံနေတာကြောင့်အချိန်မမီတော့ပါဘူးလှိုင်းလုံးကြီးတစ်ခုကကုန်တင်ကားကြီးကိုတိုက်ခိုက်ပြီးလမ်းမပေါ်စီပြန်လည်မျောပါသွားစေခဲ့ပါတယ်လီဆာလည်းမရှောင်ကွင်းနိုင်ခဲ့ပါဘူးသူမရဲ့ကားကရေစီးထဲမျောပါသွားပြီးကစားစရာရုပ်ဆောင်တစ်ခုလိုလမ်းမပေါ်မှာလွတ်စင်နေခဲ့ပါတယ်စက္ကန့်ပိုင်းကြာမှာတော့ကားကတစ်ပင်ကြီးတစ်ပင်ကိုအရှိန်နဲ့ဝင်တိုက်မိသွားပါတယ်ကားကိုယ်တွေကိုတကိုင်းတွေကထိုးဖောက်သွားခဲ့ပေမဲ့ကံကောင်းထောက်မှစွာပဲသူမရဲ့ခန္ဓာကိုယ်ကိုတော့မထိခိုက်ခဲ့ပါဘူးဒါပေမဲ့သူမကိုထိုင်ကုန်မှတင်မြင်းမြန်စွာညှက်ပိတ်မိသွားစေခဲ့ပါတယ်ပိုပြီးဆိုးရွားတာကရေမျက်နှာပြင်ကစက်တိုက်မြင့်တက်လာပြီးကားထဲကိုရေတွေအလင်းမြန်ဝင်ရောက်လာတာကြောင့်လီဆာဟာအကူအညီတောင်းပြီးအော်ဟစ်ယုံကလွဲလို့ဘာမှမတက်နိုင်ခဲ့ပါဘူးသူမမျောလင်းချက်မဲ့လူနီးပါအချိန်မှာပဲမြို့ခံနှစ်ယောက်ကလှေသေးလေးတစ်စီးနဲ့ဖြတ်တန်းမောင်းနေလာပါတယ်မုတ်စိတ်မွေးနဲ့အမျိုးသားကလီဆာရဲ့ကားစီကူးခတ်လာပြီးကားတကားကိုအတင်းဆွဲဖွင့်ဖို့ကြကိုးစားပေမဲ့တကိုင်းတွေကတင်းကျပ်စွာပိတ်ဆို့နေတာကြောင့်လှုပ်လို့တော့မရပါဘူးမုတ်စိတ်မွေးနဲ့အမျိုးသားကသူ့ဖော်ကိုကရိယာတွေတွားယူဖို့ပြောလိုက်ပြီးလီဆာကိုတော့အပြင်ကိုအရောက်ထုတ်ပေးမယ်ဆိုပြီးအားပေးနှစ်သိမ့်ခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲသူ့ရဲ့အဖော်ဖြစ်သူကတွေးပြတ်မတက်အော်ဟစ်တန်ထွက်ပေါ်လာပြီးလက်မောင်းတစ်ဖက်လုံးမရှိတော့တာကိုတွေ့လိုက်ရပါတယ်မုတ်စိတ်မွေးနဲ့အမျိုးသားတုတ်ပြန်ဖို့အချိန်မရခင်မှာပဲမိန်းကလေးတစ်ယောက်ကသူတို့ကိုရေထဲကနေအခုချက်ချင်းတက်ခဲ့ဖို့လှမ်းအောင်ပြောပါတယ်ရေကြီးနေတဲ့ရေစီးထဲမှာငါးမန်းတွေရှိနေတာကြောင့်ပါမုတ်စိတ်မွေးနဲ့အမျိုးသားကလေပေါ်ပြန်တက်ဖို့လှည့်လိုက်ပေမဲ့နောက်ကျသွားခဲ့ပါပြီးရေအောက်မှာအရိပ်မဲတစ်ခုဖြတ်ခနဲပေါ်လာပြီးသူရေထဲကိုဆွဲချခံလိုက်ရပါတယ်လီဆာဟာအလွန်မင်းထိတ်လန့်တုန်လှုပ်ပြီးခန္ဓာကိုယ်တစ်ခုလုံးတုန်ရင်နေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကုန်တင်ကားမောင်းသမားကသတိပြန်လဲလာပြီးပျက်စီးနေတဲ့ကားကောင်းကန်းထဲမှာပိတ်မိနေပါတယ်သူကားတကားကိုအားကုန်ကန်လိုက်ပြီးနောက်ဆုံးတော့ကန်ဖွင့်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူအပြင်ကိုမတွားသွားနိုင်ခင်မှာတင်ငါမန်းတကောင်ကရေထဲကနေလွှားခနဲခုန်ထွက်လာပြီးရင်မောင်းဟာငါးမန်းရဲ့နေလေစာဖြစ်သွားခဲ့ရပါတယ်မျိုးလေးဟာအိမ်တွေထဲကိုရေတွေစီးဝင်လာတာနဲ့အမျှရုံးရင်ဆန်ခတ်ဖြစ်ပွားကပျက်စီးဆုံးရှုံးခဲ့ရပါတယ်တစ်ဖက်မှာလည်းငါးမန်းတွေကမုန်တိုင်းလိုင်းတွေနဲ့အတူမျိုးထဲကိုရောက်ရှိလာကြပါတယ်သူတို့တွေကအမဲသားနဲ့တွေးညီနဲ့တွေကိုရရှိသွားကြပြီးဒီနေရာကိုသူတို့ရဲ့အမဲလိုက်ကွင်းပြင်ကြီးတစ်ခုလိုသဘောထားကလှည့်ပတ်ကူးခတ်နေကြပါတယ်